အားလုံးပဲမင်္ဂလာပါရှင်ဒီအခန်းဟန်မိတ်မှကြိုဆိုပါရစေအခုပြမယ့်ဗီဒီယိုလေးရတော့ဗောနော်ဒီမှာအမားတို့ကပွင့်ပတ်တွေထိုးပြီးသွားပြီဗောနော်ပွင့်ပတ်လေးတွေထိုးပြီးသွားလို့ရှိရင်ဘေးနားမှာရှိတ်လိုင်းလေးတွေထည့်ဖို့အတွက်ခဲရောင်ပြီးလို့ရှိရင်အလယ်မှာဝတ်ဆန်အဝါရောင်လေးနဲ့အောက်မှာတိရွက်အစိမ်းရောင်လေးကိုထိုးမှာပဲဖြစ်ပါတယ်ရှိတ်လိုင်းရဲ့ဝတ်ဆန်ရဲ့တိရွက်အစိမ်းရောင်လေးရဲ့ထိုးမှာဗောနော်အခုအရင်ဦးဆုံးအနေနဲ့ခဲရောင်လေးကိုအရင်ဆုံးထိုးပါမယ်ခဲရောင်ထိုးတဲ့အခါမှာဒီမှာဘေးနားမှာ9တန်းရှိရပါတော့ဒီဘက်ထောင်စွာနေပြီးတော့မှ9ခုတက်တစ်ခု3ခု3ခုသူ့ရဲ့အရာလေးအတိုင်းမှာအပြည့်ခဲရောင်လေးအရင်တီတီအရင်ထိုးရမယ်ပေါ့နော်ဒီကနေ9 1 3 3 1ဒီကနေပြီးတော့စတက်ပဲပေါ့နော်ဒီ9ခုကနေတက်မယ်နဲ့3 4 5ဒီ9ခုပြီးဒီနားမှာတစ်ခုပြီးရင်3ခု3ခုတက်ပဲပေါ့နော်ဒီထောင်သားလေးသူကရှိတ်လိုက်မှဖြစ်တဲ့အတွက်သူ့ရဲ့ပတ်လဲပေါ့နော်ပတ်လဲသူ့ရဲ့ထောင်သားလေးတွေမှာတစ်ခုစီ9ခုရှိရင်9ခုပေးနာကနေပတ်လဲလိုက်ထိုးပေးအောင်ပဲပေါ့နော်ပေါ်မှာ3ခုရှိရင်3ခုကျိုးလေးကိုတော့တင်းတင်းလေးဆွဲပေးပေါ့နော်ဒီနားလေးထုံးပြီးပြီဆိုလို့ရှိရင်ဒီအတွင်းထဲကိုထုံးမယ်ပေါ့နော်ဒီမှာနဲ့နှစ်ခုဒီမှာဒီအောက်ကပဲရထုတ်ပါနှစ်3ဒီတန်းဒီမှာ2ခု3ခု2ခုဒီအတွင်းထဲလာဒီမှာ2ခု2ခုဒီဘေးနာ3ခု
နဲ့တော့ပြီးရင်သူရဲ့ဒီဘောနာလေးမှာ2ခုတစ်ခု2ခုဒီဘေးပတ်လေးတွေကိုပေါက်ကိုရတာတော့လွယ်တယ်ပေါ့နော်ဒီအတွင်းထဲကတော့နည်းနည်းကြည့်ရမယ်ပေါ့နော်ဒီမှာအဲ့ဒီ2ခု3ခု2ခုပြီးပြီဆိုရင်ဒီအောင်နာမှာဒီ2ခုအောက်မှာ2ခုကျော်1ခုပြီးရင်ဒီနဲ့ကျန်တာထိုးရမယ်ပေါ့နော်ဒီမှာ2ပေါက်ကျော်ပြီးတော့ဒီမှာလုံးဝ hashtag ဖြစ်တဲ့အတွက်ကြောင့်လုံးဝတစ်ပေါက်ဒါမြင်ရမှာဆိုတော့လုံးဝ hashtag ဖြစ်တဲ့အတွက်ကြောင့်တစ်ပေါက်2ပေါက်ကျော်ပြီးတော့သူ့အောင်မှာတစ်ပေါက်ထိုးသူ့အောင်မှာတစ်ပေါက်ထိုးပြီးလို့ရှိရင်သူရဲ့ဒီအောက်ကို1နဲ့3 4 3 1 4 3 1သွားမယ်ပေါ့နော်သူရဲ့အောက်တန်းမှာ4 3 1နဲ့3 4ဒီဘေးနာကို3ဒီကို1သွားမယ်4 1နဲ့3ဟောပါနော်ဒီအောင်နာကိုတစ်ခုဒီမှာပေါ့နော်ဒီလိုမျိုးဒီကနေတက်သွားပြီဆိုလို့ရှိရင်ဒီပြန်ပြီးတော့ပေါ့နော်ဒီကနေပြီးတော့အပေါ်ပြန်တက်ပြီးတော့ဒါကိုပတ်လေးပြန်ထိုးပါမယ်ဒီကနေပြီးတော့ပေါ့နော်အခုထိုးထားတဲ့ဥစ္စာကိုပတ်လေးပြန်ပြီးတော့ထိုးပါမယ်ဒီလိုမျိုးပတ်လေးပြန်ပြီးတော့ထိုးပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီအောင်လေးကိုဆက်သွားမယ်ပေါ့နော်ဒီအောက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးပြန်ပြီးတော့ဝိုင်းမယ်ပေါ့ဒီအောင်လေးကိုကြတော့သူကဆိုမျိုးအမှပြန်ထိုးလိုက်တဲ့အခါမှာဒီမျိုးပတ်လေးပြန်ထိုးလိုက်တဲ့အခါမှာဒီနားကိုရောက်သွားတယ်ပေါ့ဒီနားကိုရောက်သွားတယ်ဆိုတော့ဒီမျိုးသွားမယ်ဒီဘက်ကိုပြန်ပတ်ပြီးတော့အဲ့ဒါကိုဒီဘက်ပြန်ထုံးမယ်ပေါ့နော်ဟုတ်ပါနော်ဒီနားကနေစထုံးမယ်ပေါ့နော်ဒီမှာတစ်ခုနှစ်ခုရှိတယ်သူကဒီမှာတစ်ခုနှစ်ခုရှိမယ်ပေါ့နော်ခုနကတော့အရန်တုံနေလို့ကျိုးလဲလိုက်တာပေါ့ဒီမှာတစ်ခုဒီဘေးနားမှာတစ်ခုနှစ်ခုဒီမှာတစ်ခုဒီမှာတစ်ခုပြီးလို့ရှိရင်ဒီကိုသွားနှစ်ခုဆင်းပြီးတော့ဒီဘေးပတ်လေးကိုပုံဆင်းမယ်ပေါ့ဒီဘေးနားကိုသွားဒီအောက်ကိုဆင်းလေးကိုသွားတစ်ခုနှစ်ခု
နှစ်ခုသွားပြီးတာနဲ့ဒီပတ်ပတ်လေးအပေါက်လေးကိုအကုန်ထိုးသွားမယ်ပေါ့နော်ဒီအောင်နာခဏတော့ဒီထိထိုးပြီးပေါ့နော်ဒီထိထိုးပြီးပြီဆိုလို့ရှိရင်အကူ1 2 3 4 4ပေါက်တက်လိုက်မယ်4ပေါက်ဆင်းမယ်ပေါ့နော်အောက်ကို4ပေါက်ဆင်းမယ်ဒီမှာဆိုရင်4ပေါက်4ပေါက်ဆင်းမယ်1 2 3 4ဒီအဖြူနားလေးဒီဆင်းမယ်1 2 3 4 4ပေါက်မှာရောက်ကို4ပေါက်ဆင်းပြီးဆိုတာ ਨੇ ဒီဘက်နဲ့ကသူ့ရဲ့အောက်ဒီအခုမှအောက်1 2 3 4 4ပေါက်ဒီဘက်ကို3ပေါက်ဒီအောက်တက်တဲ့ကို4ပေါက်သူ့ကိုဒီဘက်ကို3ပေါက်4ပေါက်ဒီကို4ပေါက်1 2 3 4 4ပေါက်ပြီးဒီဘေးနောက်ကျတော့3ပေါက်1 2 3 ဟောနော်ဒီမှာ1 2 3လေးဒီမှာ1 2 3လေးပြီးလို့ရှိရင်ဒီဘက်ကိုသူ
သူနှစ်ပေါက်တစ်ပေါက်ပြီးလို့ရှိရင်ဒီဘက်လေးပြန်တက်သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်နှစ်ပေါက်တစ်ပေါက်ဒီဘက်ကိုနှစ်ပေါက်ပြီးရင်တစ်ပေါက်ဆိုပြီးဒီဘက်လေးပြန်တက်သွားမယ်ဒီဘေးနားကိုဒီမှာတစ်ပေါက်နှစ်ပေါက်ဒီနားမှာတစ်ပေါက်ရှိတဲ့ဥစ္စာကိုဒီကနေထိုးလိုက်လို့ရှိရင်ဒီကပြေးသွားမှာဆိုလို့ဒီဘက်ကိုအရင်ထိုးမယ်တော့နှစ်ပေါက်ထိုးမှာဒီဘက်ပြီးတော့မှဒီကိုတစ်ပေါက်ပြန်လာထိုးမယ်ဒီနားဒီကိုနှစ်ပေါက်ဒီမှာနှစ်ပေါက်ပြီးလို့ရှိရင်ကျန်တဲ့ဥစ္စာတွေကိုတစ်ပေါက်ဒီပေါ်ကိုပြန်တက်သွားဒီနားမှာတစ်ပေါက်ဒီနားမှာတစ်ပေါက်ဒီပေါ်ပြီးနားမှာ၄ပေါက်ဒီမှာဆိုရင်၅ပေါက်အဲထိုးမယ်ပေါ့နော်၄ပေါက်၅ပေါက်နဲ့တော့လေးဒီဘေးနားကိုကျတော့၅ပေါက်တစ်နဲ့တော့လေးငါပြီးရင်ဒီဆုံးထားတဲ့အပေါက်နေရာနေပဲပေါ့နော်ဒီအောက်ကိုပြန်သွား cross stitch တွေလိုက်ပြီးတော့ထိုးမယ်ပေါ့နော် cross stitch တွေဒီလိုမျိုးတဲ့နဲ့ပြန်ထိုးပြီးတော့မှခုနကအမတို့ဒီထိုးခဲ့တဲ့ half stitch ပတ်လေးကိုဒီလိုမျိုးပြန်ပြီးဒီပေါ်ထိထိုးပါမယ်ဒီလိုမျိုးပေါ့နော်ပတ်လေးအပေါ်ထိတက်ပြီးပြီဆိုတာ ਨੇ ဒီနားလေးကိုရောက်သွားပြီပေါ့နော်ဒီအပေါင်းနားကနေတက်ပြီဆိုတော့ဒီဘက်ကိုပြန်သွားမယ်ပေါ့ဒီဘက်ကိုပြန်သွားတဲ့အခါမှာဒီနှစ်ခုကလောက်ပြီဆိုတော့ဒီဘေးနားမှာ3ခုတစ်ခုတက်မယ်လို့ရှိရင်ဒီနားမှာတစ်ခုဒီပေါ်3ခုပြီးဒီဘက်ကိုဒီဘက်လေးပြန်သွားမယ်ပေါ့နော်ဟာပေါ့နော်ဒီအနောက်ကနေပြီးတော့မှဒီအနောက်ဘက်ကနေဒီလိုဆွဲလိုက်ပြီးတော့ပေါ့နော်ဒီပေါ်တက်မယ်ပေါ့ပေါ်တက်တဲ့အခါကျရင်ဒီဘေးနားကို3ခုတက်မယ်ဒီဘေးနားပေါက်တယ်ပေါ့ဒီနဲ့နဲ့တော့ဒီဘေးနားကိုခုတက်ဒီတော့9တို့2ကနည်းနည်းရှုပ်ချင်
ဒါပြင်ဒီနားမှာလွတ်နေတဲ့နေရာမှာတစ်ခုဒီကို3ခုတက်ဒီနားမှာတစ်ခုဒီနားမှာတစ်ခုနဲ့ဒီဘက်ကို3ခုတက်မယ်ပေါ့နော်ဒီနဲ့3ခုပေါ့နော်လို့ရှိရင်ဒီအောက်ကို2ခုဆင်းဒီနဲ့ဒီအောက်ကို2ခုဆင်းပြီးဒီဘေးနားကိုတက်ဒီအောက်ဘက်တွေကိုတို့မျိုးပတ်နဲ့လိုက်ပြီးတော့ဆင်းသွားမယ်ပေါ့နော်3တစ်နဲ့ဒီမှာတစ်ခုဒီနားကိုလည်းတစ်ခုဒီနားကိုကျတော့2ခုဆင်းဒီနဲ့2ခုပြီးဒီဘေးနားကို3ပေါက်ဆင်းဒီနဲ့3ပေါက်ဆင်းပြီးဆိုရင်ဒီဘေးနားမှာ1ပေါက်2ပေါက်ဒီဘက်ကိုပြန်ဆင်းပါနော်1ပေါက်ဒီမှာ2ပေါက်ဒီဘေးနား2ပေါက်ဒီနဲ့ပေါက်ပြီးဒီဘေးနားမှာရှိတဲ့5ပေါက်ကိုဆင်းမယ်ဒီနဲ့34အဲ့မှာဒီမှာဘေးနားမှာ4 5ပေါက်ပေါ့5ပေါက်ဆင်းပြီးသွားပြီဆိုတော့ဒီမှာဘေးဘက်နေမှာတစ်ခုသူ့ရဲ့ဒီအဖြူသူ့အောက်ဆုံးလေးရဲ့အောက်မှာတစ်ခုပြီးအပေါ်2ခုတက်5နော်ဒီမှာ5ခုပြရအောင်ဒီမှာတစ်ခုလို့တယ်တစ်ခုပြီးရင်ဒီဘေးနှစ်ဖက်ချီမှာတစ်ပေါက်နဲ့ဒီအောက်မှာတစ်ခုဟိုကပြန်ထွက်သွားမှာဆိုတော့ဒီအောက်ကိုအရင်ဆုံးထိုးလိုက်မယ်နော်ဒီမှာတစ်ခုဒီဘေးဘက်လေးစီမှာ2ခု
တစ်ဖက်တစ်ချက်စီမှာတစ်ခုပေါ့ဘယ်မှာတစ်ခုဘယ်မှာတစ်ခုပြီးလို့ရှိရင်ဒီမှာပုံနှစ်ခုတက်နဲ့ဒီအဲ့အောင်နာမှာ1 2 3 4 5ခုပေါ့ဒီနဲ့3 4 အဲ့ဒါဆိုလို့ရှိရင်ဒီပုံလေးကအတိုင်းတော့ရပြီပေါ့နော်ဒီပုံလေးကအတိုင်းရပါပြီဒီဥစ္စာကိုတော့လေပတ်ပတ်လေးပြန်ပြီးတော့အပေါ်ကိုထိုးသွားပါမယ်ဒီမှာပေါ့နော်ဒီလိုမျိုးပတ်ပတ်လေးထိုးပြီးပေါ့နော်ဒါဆိုရင်ဒီနေမှာဒီပေါက်လေးချမ်းမယ်ပြီးလို့ရှိရင်ဒီဘေးနားမှာရှိတဲ့အရာတွေကိုလည်းမတို့က cross ဘေးနားကနေခဲအောင် cross stitch ထားလိုက်မယ်ပေါ့နော်ဒီဘေးနားလေးဒီနေရာလေးရဆက်သွားမယ်ပေါ့နော်ဒီနားလေးရဆက်သွားမယ်ဒီမှာ2ချက်ဒီပေါ်နားမှာ1ချက်ဒီကို3ချက်လို့သွားမယ်ပေါ့2ချက်ပေါ်မှာ1ချက်ဒီဘေးနားလေး1ချက်ဒီပေါ်ကို3ချက်ဒီနဲ့တော့သူရဲ့ဒီပေါ်ကြတော့1 2 3 4 5 6ချက် cross stitch 6ခုဒီနဲ့3 4 5 6 ဒီရောပေါ့နော်6ချက်ပြီးသွားလို့ရှင်နေ6ချက်ပြီးရင်ဒီဘေးနားမှာသူ့ရဲ့ဒီဘေးနားလေးကိုဒီမှာ1ချက်ဒီမှာ1ချက်ပြီးရင်ဒီမှာ3ချက်ဘေးနားမှာပတ်နေမှာပြန်ထပ်ဆုံးမယ်ပေါ့နော် hashtag လေးတွေထပ်ထုံးမယ်1ချက်1ချက်သူရဲ့ဒီအောင်နာမှာလည်း1ချက်ဒါ cross stitch ကပြန်ထွက်သွားမှာဆိုလို့နော်အောက်ကပေါက်ကိုအရင်ထိုးတာဒီမှာဒီနေရာပေါက်မှာ1ချက်ချက်ပြီးလို့ရှိရင်ဒီဘေးနားမှာ1 2 3ဒီ3က3ခုတစ်ချက်ကထိုးပြီးသားဆိုတော့ဘေးနားမှာ2 3ပြီးရင်သူ့အောင်မှာဒီမှာ1ချက်ဒီဘက်ကို2ချက်
တစ်ချက်ဒီမှာနေတဲ့နေရာမှာတစ်ချက်လို့ရှင်ဒီအောက်အတွင်းထဲတွေအကုန်လုံးဒီအောက်အတွင်းထဲဒီအကုန်လုံးထိုးမယ်ပေါ့နော်ဒီအောက်အတွင်းထဲတွေအကုန်လုံးဒီမှာဆိုရင်1 2 3 4 4ချက်ဟိုဒီအောက်ကိုအရင်ထိုးလိုက်မယ်ပေါ့ဒီလိုမျိုးထိုးပြီးတော့မှဒီလိုမျိုးအပေါ်တစ်ခေါက်ပြန်ဝိုင်းမယ်ဒီအတွင်းထဲတွေကိုထိုးမယ်အတွင်းထဲထိုးရင်လည်းဒီအောက်ကဒီလေးခုရဲ့ဒီအောက်နောက်မှာလည်းတစ်ပေါက်ထိုးပါမယ်နော်မိခင်ပါဆိုလို့အဲ့ဒါလေးတစ်ပေါက်ထိုးမယ်ဒီပေါ်လေးကိုပြန်ထိုးမယ်ဒီအောက်ကိုလည်း5ခုဒီထိုးမယ်ပေါ့နော်ဒီနဲ့3 4 5ဒီပေါ်လေးကိုသူ့ရဲ့ဒီဘေးနားလေးကိုတစ်ပေါက်လို့ရှင်ဒီအောက်မှာလွတ်နေတဲ့နေရာလေးကိုထိုးမယ်ဒီမှာတစ်ပေါက်သူ့ဘေးနားမှာတစ်ပေါက်ထိုးဖို့ပြန်ထွက်မှာဆိုတော့အောက်က2ပေါက်ကိုအရင်ထိုးမယ်ပေါ့အောက်က2ပေါက်ကိုအရင်ထိုးမယ်1 2
ပြီးတော့မှဒီဘေးနားမှာလွတ်ခဲ့တဲ့တစ်ပေါက်ကိုပြန်ထိုးမယ်အဲ့ဒါထိုးပြီးသွားရင်သူကကြတော့ဒီအောက်လေးရဲ့နားမှာဒီမှာဒီဘေးနားကိုတစ်ပေါက်ထိုးတယ်ဒီအောက်နားလေးကိုလွတ်ထားတယ်လို့ရှိရင်သူ့ရဲ့ဘေးနားမှာတစ်ပေါက်ကျန်တာ2ပေါက်ပေါ်ပြန်တက်ဟုတ်ပါနော်ဒီဘေးနားကထိုးတယ်ဒါမဲ့ဒီအောက်ကဒီ2ခုဟာ1 2အဲ့2ခုမှာဒီအောက်မှာမထိုးဒီဘက်အောက်မှာတာထိုးမယ်ဒီဘက်အောက်လေးမှာထိုးမယ်လို့ရှိရင်ကျန်တာဒီဘေးနားလေးကိုဆက်တက်အောင်ဒီနဲ့ပြန်ပေါ်တက်ဒီနဲ့ဒီဘေးနားမှာ3ခုဒီနဲ့တော့အဲ့ဒါပြီးလို့ရှိရင်ဒီနားကနေပြီးတော့ဗောနော်ဒီအောက်ဘေးဘက်လည်းအပေါ်လိုမျိုးဥမာပြောတဲ့အတိုင်းပြန်တက်ပါမယ်ဒီနားလေးကနေတက်မယ်ဗောနော်ပြန်ပြီးတော့ has stick တွေကနေမှ cross stick တွေဖြစ်အောင်ပြန်ပြီးတော့အကုန်လုံးထိုးရပါမယ်ဒီနားလေးရတယ်ကိုအောက်ကိုဆင်းလိုမျိုးပြန်တက်ဒီပေါ်တီကိုပြန်တက်ဗောနော် cross stick တွေအကုန်ထိုးရပါမယ်ဒီလိုမျိုးပပတ်လေးကိုပြန်ထိုးပြီးပြီဆိုလို့ရှိရင်ဗောနော်ဒီအောက်ကနေပြီးတော့မှဒီဘက်အပေါ်လေးကိုလိုလေးတရတက်မယ်ဗောနော်တက်ပြီးလို့ရှိရင်တော့ပြန်ထိုးပါမယ်ဒီမှာဆိုလို့ရှိရင်ဘေးနားကို1 2 3 4 5ဒီမှာ1 2 3 4ဒီမှာလည်းဆို5ပြီးဒီအောက်ကိုတစ်ပေါက်ရှိမယ်ဒီနဲ့34ဒီဘေးနားကို5ခုလုပ်ဖို့အတွက်ကိုအဲ့ထွက်မှာဆိုလို့ပြန်ပြီးတော့ထွက်မှာဆိုလို့ဒီကိုရင်လောက်လိုက်ရပါတော့ဒီအောက်ကိုဒီကိုလုပ်ပြီးတော့မှဒီပေါ်ကိုပြန်တက်ပါမယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ1 2 3 4ထဲထဲကိုဝင်မယ်1 2 3 1 2 3ပြီး1 1 2 2ထဲထဲကိုဝင်မယ်ပေါ့နော်ဒီမှာ1 2 3 1 2 3ပြီး1 1 2 2တတိမထားလိုက်မိတာဘေးနားအဲ့ဒီပေါက်မှာထိုးလို့မရဘူးပေါ့နော်ဘေးနားကိုထိုးပြီးတော့မှဟိုဘက်ကိုသွားပါမယ်ဘေးဘက်ကနေမှ3ကိုထိုးမယ်ဒီနဲ့3ဟုတ်ဒီဘက်ကိုလည်း3ကိုသွားပါမယ်ဒီအပေါ်နားကိုဒီအပေါ်ပေါက်ကိုလည်း3ကိုသွားမယ်ပေါ့နော်
1 2 3 3ပြီးရင်အပေါ်ဒီမှာတစ်ခုတက်ပါမယ်ပေါ်မှာဒီမှာတစ်ခုပြီးဒီပေါ်နာလေးကိုတစ်ခုတက်မယ်ပြီးဒီဘေးနားမှာဒီပြအောင်မှာနှစ်ခုနဲ့ဒီပေါ်မှာလည်းနှစ်ခုဒီနဲ့ပြီးရင်ဒီလိုပတ်လိုက်ပြန်ထိုးပါမယ်မှာပေါ့နော်အဲ့လိုမျိုးပတ်လိုက်ထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာတရားနဲ့စင်တိုးသွားပြီးတော့ပွင့်ပတ်လေးတွေပြီးပြီပေါ့နော်အဲ့လိုပြီးပြီဆိုလို့ရှိရင်ပွင့်ပတ်လေးတွေပြီးပြီဥပဆက်ထိုးမယ်ဆိုတော့အထက်ထဲကဒီဝတ်ဆန်အဝါလေးကိုထိုးပါမယ်ဒီအတွင်းထဲမှာရှိတဲ့ကြမ်းနဲ့အပေါက်နေရအကုန်လုံးကိုဒီအဝါရောင်ခြေလေးနဲ့လိုက်ပြီးတော့ထိုးပါမယ်လိုမျိုးပေါ့နော်အဝါရောင်ခြေလေးနဲ့လိုက်ထိုးပါမယ်ဒီဘက်ပြီးလို့ရှိရင်ဒီဘက်ပါတစ်ခါလေးထိုးပါမယ်ကဲဒီဝတ်ဆန်လေးစိုးပြီးသွားပြီဆိုလို့ရှိရင်เนาะငါတို့အနေနဲ့ဒီမှာသိရွက်ချမ်းမယ်ပြီးရင်အောက်ခံအနက်ထိုးဖို့ပဲကြံပါတော့မယ်အဲ့ဒီသိရွက်ထိုးတာနဲ့အောက်ခံအနက်ထိုးတာလေးတွေကိုနောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ပြောပြပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေ